ဟုတ်ကဲ့ပါဆက်ဆက်ကြီးဒီတစ်ခေါက်အိမ်မက်ဆောင်ရမှာရွေးချယ်ခံထားရတဲ့တန်ဖိုးဝင်တွေကမိဘကိုချစ်တဲ့စိတ်တွေတော်တော်လွန်ခဲ့တယ်နော်အကျိုးကိုပဲတန်ဖိုးဝင်နှစ်ဦးကဆိုရင်ဒီနေ့ဆိုရင်အမေကိုချစ်တဲ့အကြောင်းတွေကိုရွေးချယ်ပြီးတော့မှသိဆိုသွားတယ်အဲ့တော့လူသားတိုင်းကတော့မိဘတွေကိုတန်ဖိုးထားရတဲ့အတွက်ဒီတစ်ခေါက်အရှင်မြတ်ကြတဲ့တန်ဖိုးဝင်တွေကိုပြည်သက်တွေအနေနဲ့အားပေးမှာတော့အပြေစားပဲနော်ဟုတ်ပါတယ်သိထားတာပေါ့ SMS တွေလည်းပေးဖို့ကြမှာသိကြတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီမလေးချစ်စွဲတာရောဒီမလေးရဲ့မေမေရဲ့ရေကိုကြီးမားတဲ့တရားတွေကိုအခုလိုမျိုးသချင်းလေးနဲ့ပုံဖော်ဝင်ရရှိတဲ့အခါမှာရင်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားမှုလည်းသိတယ်ပါတယ်ဟုတ်ကဲ့ဟိုဘောနော်ဒီသချင်းတိုင်းမဲ့တမီးအမေကလည်းအနောက်ကနေပံ့ပိုးပြီးနေပေါ့နော်အခုလိုမျိုးသချင်းလေးပြောရတာအရင်ဝမ်းပါတယ်ဟုတ်ကဲ့ပါဒီသင်းကိုဒီဆိုတဲ့အခါမှာရောတွေ့ကြုံခဲ့ရတဲ့အခက်အခဲလေးသိကြပါသေးတယ်ဟုတ်ကဲ့ဒီသချင်းတိုင်းတဲ့နေ့ကလည်းငိုဖြစ်တယ်နေ့တိုင်းငိုဖြစ်ပါတယ်ဒီချင်းလေးနောက်ထောင်လေးချင်းရမ်းကြိုက်ပါတယ်ဟုတ်ကဲ့ပါဟုတ်တယ်ပြီးတော့ညီမလေးနေ့တိုင်းကိုဖြစ်တယ်အိမ်မက်ဆောင်အကြိုင်လို့ရှိရင်ငိုတယ်ဟုတ်ကဲ့ပါဘာပဲပြောကိုကကိုယ့်ရဲ့ဝါသနာတစ်ခုအတွက်မန္တလေးကနေပြီးတော့ရန်ကုန်မှာလာရောက်ပြီးတော့မှဝါသနာကိုဖြစ်တော့ပြည့်လို့နေတဲ့အခါမှာမေမေနဲ့ဝေးနေတဲ့အတွက်တော့ဒီနေ့တော့ငိုရတာပေါ့လမ်းစေးရပါတော့ဟုတ်ကဲ့ပါဒီမလေးရဲ့ကြိုးစားမှုတွေကိုဒီနေ့မှဆိုရင်ထိုင်လူကြီးအနေနဲ့ဘယ်လိုမျိုးအကြံပေးကြားကြမလဲဆိုတာကိုမေးကြည့်ပေးမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာညီမို့အောင်ပြောကြားပေးပါဦးလားခင်ဗျာသမီးတို့တွေကအခုနောက်ဆုံးအဆင့်မှာပါဝင်ခွင့်ရတဲ့သူတွေပေါ့နော်အဲ့တော့အဲ့မတိုင်ခင်မှာဆရာတို့ကတက်တူဖက်အစီအစဉ်တွေမှာလည်းနားထောင်ရတယ် live audition မှာလည်းနားထောင်ရတယ်ဒါပေမဲ့လည်းသူတယောက်ရဲ့အရေးသွေးအပြည့်ဝဆိုတာကဒီလိုသချင်းလေး3-4ချိန်လောက်နားထောင်ဆင်ရုံနဲ့ဆရာတို့မသိနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဆရာတို့ကအခုရွေးလိုက်တဲ့ဘယ်လိုကပြိုင်ပွဲဝင်တွေကိုလည်းဘယ်သူကတော့ဘယ်လောက်ထိပို့ပြီးတော့ကောင်းလာမလဲဘယ်သူကတော့ကောင်းရတာနဲ့ဘယ်နေရာမှာချွတ်ချော်သွားမလဲဆိုတာမျိုးအများတန်းသူ့ရဲ့စိတ်နဲ့လည်းကြည့်တယ်မျှော်လင့်တဲ့စိတ်တွေနဲ့လည်းအများတန်းကြည့်ပါတယ်အဲ့တော့သမီးကိုဆိုလို့ချင်းသမီးကလည်းကိုယ်က rock ချင်းနေဆိုတာရန်ကောင်းတယ်နော်အဲ့တော့ဆရာဆိုရင်ဒါတကယ်များသမီး pop ချင်းလေးတွေကိုဆိုလို့ချင်းလိုအပ်တဲ့နူးညံ့ကြွယ်ဝမှုတွေရပါမလားလို့ဆရာဆိုရင်အဲ့တော့ဒီနေ့သမီးဆိုပြသွားတာအဲ့ဒီချက်ကိုလည်းသမီးကအပြည့်အဝကျော်လွှားသွားနိုင်တယ်လို့ဆရာယုံကြည်ပါတယ်သမီးဆိုတာတ
တကယ်ကိုနူးညံ့မှုတိမ်မွေးမှုလေးတွေလိုအပ်တဲ့အချိန်မှာလိုအပ်သလောက်အမြဲတမ်းပါနေတာတွေ့ရတယ်နော်အဲ့ဒီခုကလည်းအရန်ကောင်းပါတယ်နောက်တစ်ခါသမီးတို့အနေနဲ့ကတချင်းကိုရွေးအချို့ကမျိုးသားတူတွေပဲကိုကအမြဲတမ်းဆိုလို့ရှိတယ်အဲ့တော့သမီးနဲ့ဆိုရင်အခုဒီတချင်းဆိုလို့ရှိရင်သမီးနဲ့အတန်ကာရက်တာလုံးဝမတူတဲ့အိုင်ရန်တချင်းကိုသမီးဆိုတာအမတန်တာဝန်ကြီးတယ်ဒီတချင်းကသူကပြုတ်ပြုတ်ပြောင်ပြောင်နုနဲ့လေးဆိုတာသူကအရန်ကောင်းပြီးသားဖြစ်နေတယ်အဲ့တော့သမီးအနေနဲ့ဆန့်ကျင်ဘက်အနေနဲ့သမီးကအတန်မမကြောပြင်းပြင်းထန်ထန်လေးနဲ့ကိုဆိုရတဲ့အခါမှာအခက်အခဲအများကြီးဖြစ်နိုင်တယ်အဲ့လိုအခက်အခဲတွေကြုံသွားမလားလို့ဆရာဆိုရင်လည်းဒါကိုလည်းသမီးကအရန်ကြော်ဖြတ်သွားနိုင်တယ်ဒါတွေကိုသဘောကတော့ပုံစံအသစ်တစ်ခုနဲ့သမီးကဆိုတာကောင်းတယ်သဘောတော့ကောင်းရုံနဲ့မဟုတ်ဘဲနဲ့ပုံစံအသစ်တစ်ခုနဲ့ကိုယ်ပိုင်ဟန်တစ်ခုနဲ့ပါကောင်းအောင်ဆိုနိုင်တယ်ဆိုတာဆရာတွေ့ရတယ်အဲ့တော့နောက်ပြီးတော့ဒီနေ့ရွေးချယ်ကြတဲ့လူတွေသချင်းရွေးတဲ့အခါမှာလည်းအများစုကကောင်းအောင်ဆိုနိုင်ကြပြီမဲ့လည်းဒီခါလေးသချင်းကလိုအပ်သလောက်ပြေဝမဟုတ်ဘဲနဲ့နည်းနည်းလွယ်နေတာလေးတွေတို့လွယ်တဲ့သချင်းတွေတဲ့တော့သူတို့ရဲ့အရေးသွေးကိုအပြည့်အဝမပြနိုင်တာမျိုးတွေတွေ့ရတယ်အဲ့တော့ဒီနေ့သမီးသချင်းရွေးချယ်မှုကလည်းတကယ်ကိုသချင်းနဲ့ပတ်သက်ပြီးတော့ဒါပညာသားအပြည့်အဝပါပြီးတော့တကယ်ဆိုလို့ကောင်းတယ်အမှတ်ပေးလို့ကောင်းတယ်ကြိုင်ဝဲဝင်လို့ကောင်းတဲ့သချင်းမျိုးပေါ့နော်အဲ့တော့သမီးအနေနဲ့ဆရာကြည့်ရသလောက်အဖက်ဘက်ကနေပြည်လို့နေတယ်ဒီနေ့ခုဆိုသွားတဲ့ထဲမှာတရားသဘောတရားတည်းတူးတဲ့အမြင်ရတယ်သမီးဆိုသွားတာကြိုက်ဆုံးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီမှာ